မြန်မာပေးသက်ရဲ့ချစ်တော်ဂျော်ရှူအာဘန်ရဲ့ချန်ပီယံခွတ်စိန်ခေါ်ပွဲကြီးကတော့ဂျာဂီရောက်ရှိလာပါတော့မယ်။ဒါမဲ့ဒီဇင်ဘာ9ရက်နေ့မှာတကွာလုံးက UFC ပေးသက်တွေစောင့်မျှော်ကြည့်ရှုရမယ်ပွဲတစ်ပွဲရှိပါတယ်။အဲ့ဒါကတော့ Flyweight တန်းချန်ပီယံခွတ်ကာကွယ်ပွဲပဲဖြစ်ပါတယ်။စိန်ခေါ်သူကတော့မြန်မာပေးသက်ရဲ့ချစ်တော်အသက်24နှစ်သာရှိသေးတဲ့ချင်းဖိုက်တာလေးဂျော်ရှူအာဘန်ပဲဖြစ်ပါတယ်။ချန်ပီယံခပတ်ကာကွယ်မဲ့ဂျော်ရှူအာဘန်ရဲ့ပြိုင်ဘက်ကတော့အသက်35နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘရာဇီးဖိုက်တာကြီးအလက်ဇန်ဒါပန်တိုဂျာပဲဖြစ်ပါတယ်။မာဂုံရှိပြီးတွေးကြုံများတဲ့ဝါရင်ဖိုက်တာကြီးတူဖြစ်ပါတယ်။ဂျော်ရှူအာဘန်အတွက်တော့မလွယ်ကူလှတဲ့ဖိုက်တာကြီးတူပါ။ချန်ပီယံခပတ်ကို2နှစ်တိတိထိန်းထားနိုင်သူစိန်ခေါ်လာသမျှဖိုက်တာတွေကိုလည်းအလဲထိုးပြီး4ချိန်တိတိကာကွယ်ထားနိုင်တဲ့ဖိုက်တာကြီးတူဖြစ်ပါတယ်။ဒါပေမဲ့လည်းတစ်ချိန်ထိုးတက်လာတဲ့လူငယ်ဖိုက်တာလေးရဲ့စိန်ခေါ်မှုကြောင့်ဖိအားများစွာရင်ဆိုင်ရမှာတော့အသေးချာပဲဖြစ်ပါတယ်။လက်ရှိပန်တိုဂျာလေးတိုက်ကျန်းနေတာကိုကြည်ချင်းအဖြစ်သိရှိနိုင်ပါတယ်။သူကပတ်စံလွယ်ရခြင်းသူ့ဘက်ကလောင်းလိုက်ပါလို့ထုတ်ဖော်ပြောလာတဲ့အထိလေးတိုက်ကျန်းခဲ့တာဖြစ်ပါတယ်။ဂျော်ရှူအာဘန်ကတော့စုစုပေါင်း18ပွဲထိုးသက်ထားပြီး15ပွဲနိုင်2ပွဲရှုံးတဲ့မှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာလေးတူဖြစ်ပါတယ်။ဒီပွဲကဂျော်ရှူအာဘန်အတွက်ဘယ်လောက်ထိရေးပါတယ်လဲဆိုရင်ချန်ပီယံခွတ်တာရရှိခဲ့ပါက2000ခုနှစ်ပွားတွေထဲမှာ UFC မှာချန်ပီယံခွတ်ရဘူးတဲ့ပထမဆုံးဖိုက်တာဖြစ်မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ပြီးတော့အာရှမှာပထမဆုံးအာရှသားစစ်စစ် UFC ချန်ပီယံဖိုက်တာဖြစ်လာခဲ့မှာပါ။မြန်မာနိုင်ငံအတွက်လည်းတူဝီသော UFC MMA ဖိုက်တာဖြစ်ဆက်လက်ရပ်တည်နေအောင်မှာဖြစ်ပါတယ်။ဂျော်ရှူအာဘန်ကတော့ဒီလိုဂုဏ်ပုတ်များစွာရရှိမှာဖြစ်ပါတယ်။ဒီပွဲဟာဂျော်ရှူအာဘန်အတွက်တော့ဒုကောင်ပွဲဖြစ်တဲ့အတွက်နိုင်ရှုံမီလီယံနာတယောက်ဖြစ်လာစေမှာပါ။ဒါကြောင့်ဘန်အတွက်ကတော့အရန်ကိုရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။လက်ရှိ UFC က MMA ဖိုက်တာတချို့နဲ့ဖိုက်တာဟောင်းတချို့ကတော့ပန်တိုဂျာနိုင်မယ်လို့ခန့်မှန်းပြောဆိုနေကြပါတယ်။ဒါပေမဲ့လည်းတစ်လိုင်းအဟောင်းနေရာဖယ်ပေးရတာထုံးစံပါပဲ။ပန်တိုဂျာကသူခေတ်သူခါမှာမှတ်တမ်းကောင်းတွေရေးထိုးခဲ့ပြီးပါပြီ။ယခုတစ်ခါမှာတော့ဂျော်ရှူအာဘန်ကသမိုင်းတစ်ရေးထိုးဖို့ပဲကြံပါတော့တယ်။ဒီပွဲကတော့ Grappling အိုင်ကျူမြင့်နဲ့ပန်တိုဂျာနဲ့ဘောက်ဆင်အိုင်ကျူမြင့်နဲ့ဂျော်ရှူအာဘန်တို့ရဲ့အားပြိုင်မဲ့ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာပန်တိုဂျာကပဲအပြောနဲ့အလုပ်ညီမလားဂျော်ရှူအာဘန်ကပဲသမိုင်းတစ်ရေးထိုးသွားမလားဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါလို့ပြောကြရင်